ကိပြောက်ကားတွေအော်တိုဝိုင်းဘယ်မှာတိုင်းရလဲဆိုတော့အဲ့ crying gift မှာပါတဲ့ channel လေးကိုဖွင့်လိုက်ဗျာဖွင့်လိုက်ပြီးသွားရင်ဆိုတော့အဲ့မှာ level ကော်ချောင်းလေးပါတယ်အကောင်လေးကနေပြီးတော့အကောင်လေးကနေတိုင်းရတာဗျာသူကအော်တိုဝိုင်းပြည့်ရဆိုရင်အဲ့ channel ကိုဖွင့်တာနဲ့အဲ့မှာအဲ့ကောင်ကြောအဲ့ရနေစီကြလာမယ်စီကြမလားဆိုရင်အကောင်ကအော်တိုဝိုင်းနဲနေတယ်လို့သဘောရတယ်အထိပ္ပယ်ရတယ်ဗျာအခုကတော့ကျွန်တော်ကဒီကားလေးကိုအော်တိုဝိုင်းလဲပြရဖြစ်ပါတယ်အဲ့အော်တိုဝိုင်းလဲနေအဲ့တွင်းနဲ့အော်တိုဝိုင်း filter လေးပါတစ်ခါလဲပြဖြစ်ပါတယ်ဒီကောင်အော်တိုဝိုင်းက CVT အမျိုးအစားကို CVT FE အမျိုးအစားဖြစ်တဲ့အတွက်သူရဲ့ CVT FE ထည့်ပေးပါတယ်သူဟို CVT FE တို့ဘာလို့ညာတို့ပဲမှကြည့်လဲဆိုရင်တော့သူ့ရဲ့အော်တိုဝိုင်းထည့်တဲ့အပေါက်လေးသူကဂီယာဘောက်ဘေးမှာရှိတယ်နောက်ဖင်လောက်မှာရှိတယ်အဲ့လေးမှာကြည့်လို့ရပါတယ်နောက်ပြီးကြတော့သူကဘာလေးဖြစ်လဲဆိုတော့ဒုစစ်ဝိုင်းစီကနေ C အော်တိုဝိုင်းနေယူရဗျအဲ့ကြောင့်ဒုစစ်ဝိုင်းစီတွေရောလဲပေးတယ်အဲ့လိုနောက်ပြီးဒုစစ်ဝိုင်းစီလဲနေဘာဖြစ်လဲဆိုတော့အဲ့ဒုစစ်မှာသဲကာလေးရှိတယ်အဲ့ဒုစစ်သဲကာအပြင်သဲကာလေးပေါက်နေအကောင်လေးပါတခါတည်းလဲပေးဖြစ်ပါတယ်ဒုစစ်သဲကာလေးကိုလဲပြီးတန်ကလေးနဲ့တခြားတုပ်ပြီးဖြစ်ပါတယ်နောက်ထပ်ကားနီးပညာနဲ့ပတ်သက်လို့သိကျင်တာလေးရှိတယ်ဆိုရင်ကျွန်တော် comment မှာတစ်ချက်ပြောခဲ့ပါအောင်ကျွန်တော်နောက်ထပ်တင်ပေးပါအောင်မယ်ကျွန်တော်တီးသလောက်လေးထပ်ပြီးမျှဝေပေးမယ်ဗျာဝါရနာသူချစ်ညီကိုများအားလုံးအစဉ်ပြေချုံးမွေပြီးအသက်ရှူတိုင်းငွေဝင်ကြပါစေဗျာနောက်ဗီဒီယိုမှာထပ်ပြီးဆုံတွေ့ပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်ဂိုးဘိုင်မှာ